တာချီလိတ်မြို့ကတတိဆောင်ချင်မောင်ရောင်းချသူတွေရခိုင်နှစ်တွေထက်ဈေးအောင်အားကျဆင်းနေရဲဆိုတဲ့သတင်းကိုတင်ပြပေးမှာဖြစ်ပါတယ်။တာချီလိတ်မြို့မှာတမ်းပေးဝဲရတခြားနဲ့ရက်ွက်တွေထဲလက်တွန်းလဲအပါဝင်ဆိုင်ကယ်ဘေးတွဲတွေနဲ့တတိဆောင်ပါဝင်ချင်မောင်မျိုးစုံကိုလိုက်ရောင်းချနေတဲ့လဲပေါင်း200ကျော်ရှိပါတယ်။ရခိုင်ကတတိလဲတဲလဲနဲ့နေ့စဉ်ရောင်းချမှုတွေဟာတရက်ကိုဘတ်9000နဲ့အထက်ရှိခဲ့ပြီးယခုလပိုင်းမှာတော့ဈေးရောင်းအားထက်ဝက်ကျော်လောက်ကျဆင်းသွားတယ်လို့ဈေးရောင်းချသူတွေကရှေ့တလမီဒီယာကိုပြောပါတယ်။ဈေးရောင်းအားကျဆင်းသွားတာတွေဟာပုံမှန်ဖောက်တယ်တွေမရှိတော့တဲ့အတွက်ဖြစ်ပြီးဈေးရောင်းချတဲ့နေရာအတိအကျမရှိတဲ့အတွက်လို့ဆိုပါတယ်။တတိတဲ့တွေဟာရခိုင်ကကြောင်းအနီးဝန်းကျင်နဲ့လူစီကားရနေရာတွေမှာဈေးရောင်းချလေးရှိပေမဲ့ယခုနောက်ပိုင်းစီမံတရားကလိုက်လံမောင်းထုတ်တာတွေရှိတဲ့အတွက်နေရာပြောင်းရွှေ့ရောင်းချနေရတာများလို့ဝယ်သူရေအတွက်ကျဆင်းသွားတယ်လို့ဈေးသည်တွေစီကသိရပါတယ်။လက်ရှိမှာတက်တီးကုန်ကျန်းတွေကိုထိုင်းနိုင်ငံကဝယ်ယူပြန်လည်ရောင်းချတာတွေရှိသလိုပြည်တွင်းကထပ်ရှိတဲ့တက်တီးတွေကိုဝယ်ယူရောင်းချနေတာပါ။ဝယ်ယူရတဲ့တက်တီးဈေးနှုန်းတွေဈေးတက်ကြရှိသလိုတကြားစာငရုတ်တီးတို့လိုကုန်ကျန်းပစ္စည်းတွေဟာလည်းကုန်ဈေးနှုန်းတက်နေတဲ့အတွက်အရင်းနှီးဟာရခိုင်နှစ်တွေကထက်ပိုများလာတယ်လို့သိရပါတယ်။ဒီသတင်းကိုတာချီလိတ်မြို့အရှိတန်လွန်သတင်းဌာနကသတင်းထောက်ကိုရဲကပေးပို့ထားတာပါ။